ဟုတ်လို့ဒီတစ်ခါ trigonometric ပု္ပ္ပာလေးရတော့ trigo ပု္ပ္ပာလေးရတော့စုံဝန်းတစ်ခုတည်းက radius တစ်ခုကိုရှာတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရှာကြည့်ကြအောင်ဗျာအဲ့တော့ O ကတော့ကျွန်တော်တို့ center မှာဖြစ်ပါတယ်ဒီ O ကတော့ center မှာပါဟောဒီ AB ဆိုတဲ့တန်ဖိုးကကျွန်တော်တို့12လို့ဖြစ်ပါတယ်12ဖြစ်ပါတယ်O ဒါဆိုရင်ကျွန်တော်တို့ OB တန်ဖိုးဒီတန်ဖိုးဒီဒီဟာက radius r ဖြစ်တဲ့အတွက်ဒီဟာကြီးက7နဲ့ဆိုတော့ဒီအနာရဲ့တန်ဖိုးလေးကကျွန်တော်တို့7နဲ့ minus r ဖြစ်ပါမယ်ဗျဒီတန်ဖိုးက9ဖြစ်ပါတယ်ဒီမှာထောက်မှန်တင်ကြီးသားလေးပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့ r ကိုလိုချင်တယ်ဆိုလို့ရှိရင် Pythagoras theorem ကိုသုံးလို့ရပါတယ်ဒါကြောင့်မို့လို့ Pythagoras theorem ကိုသုံးမယ်ဆိုရင် r square ညီမျှခြင်း OB square plus BC square ဆိုပြီးတော့တွက်လို့ရပါမယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ r square က r square တိုင်းရှိမယ် OB ဒီ12 minus r the whole square plus 9 square ဖြစ်ပါမယ်ဗျဒါကြောင့်မို့လို့ကျွန်တော်တို့ဒီခွင်းကိုရှင်းမယ်ဆိုလို့ရှိရင်ရှေ့ကိန်းချင်းမြောက်တော့ကျွန်တော်တို့12လီ140နဲ့4ဖြစ်ပါမယ်ဗျနောက်ကိန်းချင်းမြောက်ဆိုတော့ minus ဖြစ်တဲ့အတွက်အပေါင်းဖြစ်သွားမယ် r square ရှေ့ကိန်းနဲ့နောက်ကိန်းနဲ့မြောက်ချင်းနှစ်ဆဖြစ်တဲ့အတွက် minus က minus လာမယ်နှစ်ဆဖြစ်တဲ့အတွက်20နဲ့4ဖြစ်ပါမယ်ဗျ2နဲ့4နဲ့2နဲ့ဆိုတော့ minus 24r အပေါင်း981ဖြစ်ပါမယ်ဗျဒီဘက်မှာတော့ r square က r square အတိုင်းဖြစ်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့r ပါတဲ့ဟာတွေကို r square ဘက်ကိုရွှေ့ရအောင် r square minus r square ဘက်ကိုရောက်လို့ရှိရင် plus 24r ညီမျှခြင်းဒီဘက်မှာပေါင်းလို့ရှိရင်144နဲ့81နဲ့ပေါင်းတော့ဖြစ်တယ်8နဲ့4နဲ့ပေါင်းတော့12နဲ့ပေါင်း25ဖြစ်ပါမယ်ဗျဒါဆိုရင်ဒီနှစ်ခုကကြည်သွားမယ်24r ညီမျှခြင်း225ဖြစ်ပါမယ်ဒါကြောင့်မလို့ r equal to 225 by 24ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကညီမျှခြင်းစမယ်ဆိုလို့ရှိရင်9စကြည့်မယ်ဆိုလို့ရှိရင်ဒီမှာချစကြည့်အောင်24နော်9လေးဒီ36နော်6ရေ3မှတ်9လေး36 6ရေ3မှတ်9လေး18 19 20 21ဒါရမယ်ဗျဒါဆိုရင်30ရဲ့6နှုတ်4နဲ့5နဲ့ပေါင်း9နော်9ကျန်ပါမယ်9ကျန်ပါမယ်ဗျအဲ့တော့တတမထိုး3ညချအဲ့တော့24ကို90ကို24နဲ့စားတော့4ပေါ့နော်4လီဝင်လို့ရမှာထင်တယ်နော်4လီ16 6တမှတ်4နဲ့8 9မရဘူးရနော်3နဲ့ပဲဝင်လို့ရမယ်ဒါကြောင့်မလို့3လီ12 2တမှတ်36ခွန်82ဆိုတော့ကျွန်တော်တို့ဒီမှာ18ကျန်မယ်ဗျအဲ့တော့ဆိုလိုတာကတော့နီးရလေးပေါ့လေနီးရလေး9 9.3
ရပါမယ်ခင်ဗျာဒီအာတန်မိုးကအဖြေအနေနဲ့တော့အာတန်မိုးက 9.3 ဆိုတဲ့တသမဂိမ်းကိုတန်ဖိုးကိုရရှိမှာဖြစ်ပါတယ်အဲ့တော့စက်ဝိုင်းနဲ့မှာရှိတဲ့ radial တန်ဖိုးကိုကျွန်တော်တို့ရှာပြီးတော့ပါပြီဒါကတော့ကျွန်တော်တို့ trigo ပုံစံလေးဖြစ်ပါတယ်တော့ကျွန်တော်ရဲ့ဒီသင်္ချာတွေတွတ်ပြမှုကိုနှစ်သက်တယ်ဆိုရင် follow လေးလုပ်ပေးကြပါဦးခင်ဗျာကျေးဇူးတင်ပါတယ်